အားလုံးပဲမင်္ဂလာပါ Henry's English Diary ကနေရောက်ချင်းစီတိုင်းကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်အချိန်လေးရတော့မိတ်ဆွေတို့ဘာလေး share လုပ်ပေးခြင်းလဲဆိုရင်ကျွန်တော်တင်တဲ့နေ့မှာလူတော်များများမေးတဲ့မေးခွန်းအင်္ဂလိပ်စာကိုတက်မြောက်ဖို့အတွက်ဘယ်နှလအချိန်ပေးရလဲဘယ်လောက်ကြာတယ်လဲဆိုတဲ့အဖြေလေးကိုကျွန်တော်ဒီမှာအတူချုပ်လေးဖြည့်သွားပေးခြင်းပါတယ်ပေါ့နော်ဘာသာစကားတစ်ခုလေ့လာတဲ့အခါမှာနံပါတ်1သိရမှာကမိတ်ဆွေတို့ကဆိုပါစို့အဲ့ဘာသာစကားကိုနော်ကိုတင်မဲ့မိမိတို့ရဲ့ဘာသာစကားကို100%ပေါ်မှာတည့်လိုက်100%မှာမိတ်ဆွေတို့ဘယ်လောက်ရာခိုင်နှုန်းတက်မြောက်ခြင်းလဲတချို့ကဘာသာစကားတစ်ခု40%လောက်တက်မြောက်ခြင်းတဲ့လူတွေရှိတချို့ကသမီးစားရေတောင်းလောက်ကျွမ်းကျင်ခြင်းနဲ့50%ကျင့်တဲ့လူတွေရှိတချို့က60%တန်းလောက်သွားတယ်တချို့က80တချို့က80ဒီလိုနှုံထားတွေသွားကြအဲ့တော့နံပါတ်1ကဘယ်လောက်အချိန်ကြာမလဲဆိုရင်မိကုန်းကမိတ်ဆွေတို့ဘယ်လောက်ရာခိုင်နှုန်းတက်မြောက်ခြင်းတယ်လဲဆိုတဲ့အဟာကိုအရင်ဆုံးပြန်မြင်ဖို့ဖြစ်တယ်100မှာ40ဆိုရင်တော့ကျွန်တော်တို့ရှုံးလားဆိုရင်တင်ချာကိန်းကနက်နဲ့တွက်မယ်ဆိုရင်ရှုံးတာပေါ့နော်မမြတ်ဘူး100ဘိုးမှာ90ဘိုးတိသွားပြီဆိုရင်ဒါကျွန်တော်တို့ဘာဖြစ်သွားပြီလဲအရင်တိုင်းဖြစ်သွားပြီ100ဘိုးမှာ60ဘိုးတိသွားပြီဆိုရင်လူတစ်ယောက်ကအဲ့ဘာသာစကားတစ်ခုကိုဒါကျွန်တော်မြတ်သွားတယ်လို့ခေါ်လို့ရတယ်80တန်းဆိုရင်မြတ်သွားပြီ80တန်းဆိုရင်80တန်းဆိုရင်တော့ဒါဂုံထူးပဲအဲ့တော့ဘာသာစကားတစ်ခုကိုကျွန်တော်ရဲ့ထင်မြင်ယူဆချက်က80နဲ့80ကြားရှိနေဖို့လိုအပ်ပါတယ်အမှန်ကရှန်ကတိတာမျိုးမဟုတ်ဘဲနဲ့80နဲ့80ကြားတိဖို့လိုအပ်ပါတယ်အဲ့တော့80နဲ့80ကြားကိုတိဖို့အင်္ဂလိပ်စာကဘယ်လိုလေ့လာရတာလဲလို့ပြောရင်ဆက်ပြီးတော့ကျွန်တော် share လုပ်ပေးချင်ပါတယ်80နဲ့80တန်းကြားကိုတိဖို့မိတ်ဆွေတို့ကနံပါတ်1ကျွန်တော်ဒါလေးဖြတ်လိုက်မယ်နော်နံပါတ်1ကျွန်တော်မိတ်ဆွေတို့ကအင်္ဂလိပ်စာမှာ G ဆိုတဲ့အရာကိုသင်ရတယ် grammar ကိုအခြေခံရှိတင်ရှိထိုက်တဲ့လောက်တိဖို့တတ်ဖို့အထူးအမတန်ကျွန်တော်တို့လိုအပ်တာဖြစ်ပါတယ် grammar မတင်ဘဲနဲ့ရလာဆရာဆိုရင်မရပါဘူးအခြေခံတီးတင်တီးထိုက်တဲ့ grammar တွေသင်ရပါတယ်နံပါတ်2ကအင်္ဂလိပ်စကားပြောဖို့ပါကျွန်တော်တို့ကရည်ရွယ်ချက်ရှိတယ်ဆိုရင်နံပါတ်2 S ဆိုတဲ့အင်္ဂလိပ်စကားပြောနီလှုပ်ဝက်ချက်ကဘာလဲဆိုတာကိုသင်ကြားဖို့အတွက်လိုအပ်ပါမယ်နံပါတ်3အရာအလုံးရဲ့အခြေခံဖြစ်သောအင်္ဂလိပ်စာဝေါ်ဟာရတွေကျွဲဝါဖို့အင်္ဂလိပ်စကားပြောတဲ့အတွေ့အကြုံတွေအင်္ဂလိပ်စကားရဲ့ဗဟုသုတတွေကျွဲဝါလာဖို့ဆိုတဲ့အရာလေးကိုကျွန်တော်တို့သင်ရတာဖြစ်ပါတယ်ဒါကြောင့်မို့အခြေခံအားဖြင့်လူတစ်ယောက်ဘာသာစကားတစ်ခုကိုသင်နေဆိုတာက G ရဲ့ S ရဲ့ R ရဲ့ကိုသင်ရတာဖြစ်ပါတယ် G ဆိုတာကကျွန်တော်တို့ grammar ကိုကိုးစားပြုပါတယ် S ဆိုတာကအင်္ဂလိပ်စကားပြောနည်းလှုပ်ဝက်ချက်ကိုကိုးစားပြုတာဖြစ်ပါတယ် R ဆိုတာကအင်္ဂလိပ်စာရဲ့ဝေါ်ဟာရတွေဗဟုသုတတွေကျွန်တော်အင်္ဂလိပ်စကားပြောနည်းအတွေ့အကြုံကျွန်တော်အတူကျုံလေးပြောပြထားတာဖြစ်ပါတယ်အဲဒါတွေကိုဖြည့်ဆည်းရတာ grammar မသိရင် grammar ဖြည့်ဆည်းရတယ် S မသိရင် S ကိုဖြည့်ဆည်းရတယ်ဗဟုသုတတွေမရှိဘူးစကားလုံးဝေါ်ဟာရတွေမကျွဲဝဘူးဒါတွေဖြည့်ဆည်းရတယ်ဒါကကျွန်တော်တို့ဘယ်ဘာသာစကားမဆိုသင်အဲ့ဒါလုပ်ရတာဖြစ်တယ်နော်အဲ့ဒါတွေလုပ်ဖို့မိတ်ဆွေတို့ကဟာလာတနေ့တရက်24နာရီမှာတရက်အင်္ဂလိပ်စာကိုအချိန်ဘယ်နှနာရီပေးနိုင်လဲဆိုတဲ့ပုံမှာလည်းမူတည်သွားပြီးတယောက်နဲ့တယောက်မြန်မြန်တက်ချင်းမတက်ချင်းဆိုတာကစိုင်းတယ်အထူးသဖြင့်တော့ grammar တွေကတော့ဟာလာတင်တလောက်တော့တက်တာမှန်ပေမဲ့အင်္ဂလိပ်စာ speaking မှာတော်တော်များများကကြန့်ကြာကြတယ်တက်တာနှောင့်နှေးကြတယ်အဓိကဘာကြောင့်လဲလို့ပြောရင်ကျွန်တော်ဒါလေးကိုပြောပြရင်းနဲ့ဒီနေ့ဗီဒီယိုကျွန်တော်ဆုံးသက်မယ်အဓိကမိတ်ဆွေတို့သိရမှာကဘာသာစကားတစ်ခုလေ့လာရင်နံပါတ်1ကမရှက်ရအောင်ရှက်လို့ကြောက်လို့မရပါဘူးနံပါတ်2ကမကြောက်ရအောင်ကျွန်တော်တို့ဘာသာစကားတိုင်းဘယ်ဘာသာစကားကိုလေ့လာနံပါတ်1မရှက်ရဘူးနံပါတ်2ကမကြောက်ရဘူးနံပါတ်3ကမစိုးရင်အောင်မှားမလားဆိုပြီးစိုးရင်စိတ်ကြီးနဲ့ကျွန်တော်တို့သွားလို့ရှင်အဲ့ဘာသာစကားတစ်ခုကတင်နေရတကယ်လို့တက်ပြောင်းနိုင်စွမ်းကြာတာဖြစ်တယ်ဒါကြောင့်မိတ်ဆွေတို့နံပါတ်1ကျွန်တော်ပြောပြခဲ့တဲ့အရာလေးဒီဘယ်လောက်ရာခိုင်နှုန်းတင်ပါလဲဘာတင်ရမလဲဆိုရင် G ရဲ့ S ရဲ့ R ရဲ့တင်ရမယ်နံပါတ်3တကယ်လို့ဝက်ချက် main key ကမရှက်နဲ့မကြောက်နဲ့မစိုးရိမ်နဲ့အဲ့ဒါတွေကိုဖြည့်ဆည်းမယ်ဆိုအချိန်တိုအတွင်းမှာဘာသာစကားတစ်ခုကတက်မြောက်မှာဖြစ်ပါတယ်ရောက်ချင်းတိုင်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်တွေ့ဆုံပါမယ်